Awa Otori ရဲ့ပွဲတော်သမိုင်းကြောင်းကျွန်တော်တို့ကဂျပန်ရွေးရပွဲတော်တွေမှာပါဝင်ဆင်နွှဲလေးရှိကြပေမဲ့ပွဲတော်ရဲ့သမိုင်းကြောင်းကိုမလေ့လာဖြစ်ကြပါဘူးအခုပြောပြမယ်ဂျပန်ရွေးရပွဲတော်တစ်ခုရဲ့အကြောင်းကတော့ Awa Otori လို့ခေါ်တဲ့ပွဲတော်ဖြစ်ပါတယ်အခုဗီဒီယိုမှာပါဝင်တဲ့ပွဲတော်ကတော့ Osaka Station မှာကျင်းပခဲ့တဲ့52ကြိမ်မြောက် Awa Otori ပဲဖြစ်ပါတယ်။ Tokushima ဒေသကနေပြီးတော့စတင်ခဲ့တဲ့ Dance Festival တစ်ခုဖြစ်ပြီးတော့16ရာစု1586ခုနှစ်လောက်က Tokushima ဒေသရဲ့အကြီးအကဲ Hachisuka Limasa ကနေပြီးတော့သူ့ရဲ့ရဲတိုက်အသစ်အတွက်ဒေသခံတွေအတွက်ကျင်းပပေးခဲ့တဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။အဲဒီအချိန်တုန်းကတော့စကားပြောစရာမလိုစီးမြင့်တွေမလိုအပ်ဘဲနဲ့တူတူကနိုင်တဲ့ရိုးရာက traditional shamisen တိုင်ကိုရိုးနဲ့ကားကြကြတာဖြစ်ပြီးတော့ထိုကဟာနောက်ပိုင်းတွေမှာ Awa Otori ဆိုပြီးတော့ပြောင်းလဲခေါ်ခဲ့ကြတာဖြစ်ပါတယ်။ Awa ဆိုတာ Tokushima ဒေသရဲ့နာမည်အဟောင်းဖြစ်ပြီးတော့ Otori ဆိုတာအကလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့် Awa Otori ဆိုတာ Tokushima Dance လို့လည်းခေါ်နိုင်ပါတယ်။အဲတို့ရာဇဝင်1603ခုနှစ်နဲ့1860ခုနှစ်အတွင်းမှာ Awa Otori ဟာမြို့နယ်ပွဲတွေဂျပန်ရိုးရာအိုပုံပွဲတွေကထိပ်တန်းဖျော်ဖြေရေးအဖြစ်ပါဝင်လာခဲ့ပါတယ်။တဖြည်းဖြည်းနဲ့လူတစ်ယောက်ချင်းစီမဟုတ်ဘဲအုပ်စုလိုက်ချီတက်ပြီးတော့အကတွေကိုပြသလာခဲ့ကြပါတယ်။တိုကျိုရဲ့ Osaka Awa Otori ကိုတော့1982ခုနှစ် Showa Yunju-raku မှာစတင်ကျင်းပခဲ့ကြပါတယ်။ Osaka မှာရှိတဲ့စီးပွားရေးဈေးတန်းတွေကိုတငယ်ချင်းတွေတက်ကြီးရွယ်အိုတွေအတူတကွစိန်ခေါ်သလိုစီးပွားရေးကိုမြင့်တင်ဖို့ကြိုးစားရမှာ Tokushima ရဲ့ Awa Otori ရဲ့အစဉ်အလာကိုယူပြီးတော့ Tokyo Osaka အထူးပွဲဖြစ်စတင်ခဲ့ကြတာဖြစ်ပါတယ်။ဒေသခံဈေးသွားဈေးလာတွေအတူတကွအလုပ်ဖို့အတွက် Shopping Street Revitalization အဖြစ်ရည်ကြီးတဲ့ပွဲတော်တစ်ခုဖြစ်လာခဲ့ပါတယ်။အခုချိန်မှာ Osaka Awa Otori ဟာတိုကျိုတွင်းမှာအကြီးမားဆုံး Dance Festival တစ်ခုမဟုတ်ပေမဲ့တိုးတက်လာခဲ့တဲ့အထင်ကြီးဖို့ကောင်းတဲ့ Local Festival တစ်ခုဖြစ်နေပါပြီ။လက်ရှိမှာတန်ဇင်တွေကတော့ Tokushima ရဲ့မူလပုံစံတိုင်းမဟုတ်ဘဲနဲ့ Shamisen Taiko ကန်ယူနဲ့ Flow တွေနဲ့အတူတူတန်ထွက်အညီအမျှပေါင်းဆက်ပြီးတော့အကတွေကိုပြုလုပ်လာခဲ့ကြပါတယ်။ Tokushima နေပြီးတော့စတင်ခဲ့ရှေ့လျားတဲ့သမိုင်းကြောင်းပါဝင်တဲ့ Dance Festival တစ်ခုကို Osaka မှာဆိုရင်အခုလက်ရှိကျင်းပလာခဲ့တာ250ကျော်ခဲ့ပြီဖြစ်ပြီးတော့ယခုမြင်တွေ့နေကြရတဲ့ဗီဒီယိုအတွင်းကဗီဒီယိုတွေဟာဆိုရင်တော့ဖြင့်52ကြိမ်များ Awa Otori ရဲ့ပွဲတော်ပုံရိပ်တွေဖြစ်ပါတယ်ခင်ဗျာOsaka ရဲ့ Awa Otori ပွဲကနာမည်အကြီးဆုံးတော့မဟုတ်ပေမဲ့နံပါတ်1တိုကျိုရဲ့နာမည်အကြီးဆုံးကတော့ Koenji Awa Otori ပွဲတော်ပဲဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ရဲ့ Cherry and Tea blog ကနေပြီးတော့လည်းနောက်ထပ်ပုံမှန်စိတ်ဝင်စားစရာကောင်းတဲ့တမိုင်းကြောင်းတွေကိုရှာဖွေပြီးတော့တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်